င်္ဂလာပါရှင်အခုကြည့်နေတဲ့အထဲမှာ street food ဆိုင်လေးတွေဖွင့်လာတဲ့သူတွေရှိလားဒီလိုအိမ်ပြင်ထွက်ပြီးတော့ဆိုင်ဖွင့်တဲ့ချိန်မှာဆိုလို့ရှိရင်လက်စစ်မီရရှိဖို့ဆိုတာကခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဒီဆက်သုံးနေရတဲ့သူတွေဆိုရင်လည်းနေ့စဉ်စီဖို့ကုန်ကြနေရလို့ရရှိမဲ့အမြတ်တွေညွန်နေသွားပါတယ်အခုဒီပြဿနာတွေကိုအကုန်ဖြေရှင်းပေးနိုင်မဲ့ဘက်ထရီနဲ့အင်ဗာတာဆက်တစ်ခုရှိပါတယ်ဒီဆက်ဟာအင်ဗာတာနဲ့ဘက်ထရီပါလာထပ်ပို့ပါတယ်မလို့ဆိုအခုလိုမျိုးစင်ပေါ်မှာတစ်ခါတည်းတက်ဆင်ပေးထားတာမလို့ဆိုင်နဲ့အိမ်နဲ့အရွှေပြောင်းလုပ်တဲ့အခါမှာလွယ်ကူအဆင်ပြေစေပါတယ်အခုလိုမျိုးရွှေပြောင်းရလွယ်တဲ့အသာချက်ကြောင့်ဆိုင်ဖွင့်တဲ့အချိန်မှာဆိုင်မှာအသုံးပြုနိုင်ပြီးအိမ်ပြင်ရောက်ချိန်မှာ Solar EPC နဲ့အပြန်သွင်းပေးနိုင်တဲ့စနစ်ဖြစ်လို့ပါဒီကွန်ပိုစလေးရှိတာနဲ့အိမ်ရ3ရောဆိုင်3ရောအတွက်ပါ all in one အသုံးပြုလို့ရသွားမှာပါတက်ဆင်ဖို့အဖြုတ်သက်လုပ်ဖို့လည်းစိတ်ပူစရာမလိုပါဘူးဒီမှာ Solar အဖိုးမှာကျိုးကိုတစ်ခါတည်းထုတ်ပေးထားပြီးတော့ Solar ချက်တွေနဲ့ join မယ်ဆိုရင်လည်း connector နဲ့ချိတ်ဆက်လိုက်ရုံပါပဲလောအသုံးတွေကိုအသုံးပြုဖို့ဆိုရင်လည်းဒီစင်မှာပဲ socket တစ်ခုကိုတက်ဆင်ပေးထားပြီးတော့အခြား extension တွေနဲ့သုံးမဲ့ဆိုရင်လည်း AC output ကျိုးတစ်ခုကိုပါထုတ်ပေးထားပါတယ် safety ဘိုင်းတွေလည်းစိတ်မပူပါနဲ့ဒီ breaker box ထဲမှာ socket တွေ fire protector တွေစတဲ့ safety device တွေထည့်ပေးထားတာမလို့စိတ်ချလက်ချအသုံးပြုပေးနိုင်ပါတယ် inverter ကတော့ shadow sun 1.5 kW inverter ကိုသုံးထားပြီးအာမခံ2 year ပါပါတယ်ဘက်ထရီအနေနဲ့လည်း shadow sun 12.8 volt 208ဘက်ထရီသုံးပေးထားပါတယ်အာမခံကလည်း triplet 2 year ပါပါတယ်ပုံမှန် 1.5 kW inverter တွေကို100 ohm တွေနဲ့သွဲလေးရှိပြီးတော့အခုဒီဆက်မှာတော့200 ohm နဲ့တွဲပေးထားတာကြောင့် street food ဆိုင်တွေလိုအပြည့်ယူပြီးသုံးရမယ့်သူတွေအတွက်ဘက်ထရီအားကို2ဆလောက်ကြာသုံးခံစေမှာပါဒါကြောင့်ဒီ shadow sun 1.5 kW inverter နဲ့ဘက်ထရီဆက်ဟာအပြင်ထွက်ပြီးတော့ဈေးရောက်နေရတဲ့လုပ်ငန်းရှင်တွေအတွက်ကွက်တိဖြစ်စေမှာပါအသုံးပြုနိုင်မယ့်ပစ္စည်းတွေကတော့ lighting ပန်ကား wifi printer ကွန်ပျူတာတွေအပြင်ပုံမှန်ရေခဲတစ်တာတွေအထိအသုံးပြုနိုင်ပါတယ်ဝယ်လို့လည်းတော့ညီမတို့ရဲ့ Universal Solar မြန်မာကိုဆက်သွယ်စုံစမ်းပြီးတော့ဝယ်ရပေးနိုင်ပါပြီရှင်နေရနေမိုင်းမယ်ဆိုလို့ရှိရင်လည်းသက်ဆိုင်ရာကားခဲ့အရာကိုလိုက်လံပြီးတော့ပို့ဆောင်ပေးနေပါတယ်လူကိုယ်တိုင်လာရောက်ဝယ်အပေးချင်တဲ့သူတွေရဲ့အတွက်မန္တလေးမြို့36လမ်း58 59လမ်းကြားမှာရှိတဲ့ Universal Solar မြန်မာ showroom ကိုလူကိုယ်တိုင်လာရောက်ဝယ်အပေးနိုင်ပါတယ်တိလို့တာတွေရှိရင်လည်းကိုမမမေးခဲ့လို့ရတယ်လို့ Messenger တို့ Viber တို့ကနေလည်းဆက်သွယ်ပြီးတော့အခါမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ် Solar ဘူးတူတာတွေနဲ့သုံးဝင်တဲ့အကြံပြုချက်တွေကိုအမြဲရရှိဖို့ညီမတို့ရဲ့ Universal Solar မြန်မာ page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်